ဒါကျွန်တော်အခုရောက်နေတဲ့နေရာကတော့ပါလူးခလဲပေါ့နော်ဒါအဲလာဇီးမြို့ရဲ့အမြင့်ဆုံးနေရာတွေကတနေရာဖြစ်တယ်ပေါ့နော်ဒီနေရာကိုအရင်တော့အောက်ခံတက်အနေနဲ့သုံးခဲ့တာပေါ့နော်ဒီနေရာကနေပြီးအမြင့်နေရာကနေပြီးတော့လှမ်းပြီးအောက်ကိုကျင်ဘယ်နေရာမှာရန်သူတွေဘယ်ကနေဘယ်လိုဝင်လာလဲဆိုတာမြင်ရတာပေါ့နော်တော်တော်လေးကိုမြင်တဲ့နေရာပါဒီတောင်ထိပ်မှာပေါ့နော် view ကလည်းတော်တော်လှပါတယ်ကျွန်တော်ကြည့်လိုက်အောင်တော်တော်မောပါတယ်တက်ရတာလေကားပေါင်းမနေပါဘူးငါပါတောင်ထိပ်ရောက်နေပါပြီကျွန်တော်တို့တရားနေပြီးတော့ကြည့်ရင်ဒီဘက်မှာတောင်ကလေးနေတာကြီးကဘာမှမရှိတဲ့တောင်တွေကိုမြင်ရမယ်ဒီမှာတောင်တွေကိုဖြတ်လာတယ်ဒီမှာမြစ်လာစမ်းချောင်းလိုမျိုးတစ်ခုရှိမယ်ပြီးပါပြီဆိုရင်ဒီဘက်ကနေပြီးတော့ဒီမှာမြို့ဖာလူမြို့ပေါ့နော်ဒါကတော့ဖာလူရွာပေါ့ဒီကနေပြီးတော့ကျွန်တော်တို့အကုန်မြင်နေရတယ်ပေါ့နော်အိမ်နေလမ်းနေဒီမှာတရားတစ်ခုလည်းတွေ့ရတယ်ပေါ့နော်ဒါကဖာလူကတရားပါပြီးပါပြီဆိုဒီအခုကျွန်တော်တို့မြင်နေရတဲ့မြစ်ရဲ့နာမည်ကတော့မူရာဒရီဗာလို့ခေါ်တယ်ပေါ့နော်မူရာမြစ်ပေါ့ပြီးရင်ဒီဘက်အချမ်းမှာထပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တောင်တန်းနေပြီးတော့ဟိုဘက်အချမ်းမှာရွာနောက်တစ်ရွာကိုပါထပ်မြင်နေရတယ်ပေါ့နော်တော်တော်လေးကို view လဲစပါတယ်ဒါတောင်ထိပ်ပါဒီနေရာကို empire ပေါင်းများစွာကခံတက်အနေနဲ့သုံးခဲ့တာပေါ့နော်ပြီးတော့ဒီတောင်ထိပ်မှာလှိုင်ကူလိုမျိုးလုပ်ပြီးတော့သူတို့လူနေလို့ရအောင်လဲဖန်တီးထားတယ်ပေါ့နော်ဒီဖာလူခလည်းရဲ့တက်တန်းကတော့နှစ်ပေါင်း3000ကျော်ပြီပေါ့နော်တော်တော်လေးကိုရှေးကြတဲ့အမွေနှစ်တစ်ခုလည်းဖြစ်ပါတယ်